Hello မင်္ဂလာပါအခုကတော့ကျွန်တော်လက်ဆောက်တဲ့ဒီစီပါလက်ဆောက်တဲ့ဘလော့လေးစာရိုက်ကြည့်ထားတာဗောနော်ဆိုတော့စက်ကြည့်လိုက်ရအောင်အခုကတော့လူစုနေတာဗောလေအခုစထွဲပါပြီโอเค呀。စောစောအိမ်လို့စောစောထားလို့စောစောလမ်းလျှောက်ကြပါစို့စောစောအိမ်လို့စောစောထားလို့စောစောလမ်းလျှောက်ဘောလုံးကွေးကိုရောက်ရှိလာပါတယ်ဆိုတော့တွေးပူလေးကြီးခဲလေးလုံးနေပါတယ်ခုကတော့အာဟာရကျွေးမွေးနေတာပါတဖေးရီနဲ့အချူမုတ်ချူနဲ့ပါကွယ်ကျွန်တော်ရရှိခဲပါတယ်ကဲပါခုကတော့ကျွန်တော်အိုက်ပြပါတော့မယ်သူတို့ကOB okay I've been trying to do it right I've been living a lonely life I've been sleeping here instead I've been sleeping in my bed Sleeping in my bed